အဖြူရောင်အိတ်တွေကလုံးဝအပေးမခံပါဘူး။ သူကချစ်ဖို့အရန်ကောင်းလွန်းလို့ဒါသုံးနေရတာပေါ့နော်။ဖြူရောင်တွေကလေတိုက်တိုင်းမဲပြီးတော့ဖုံတက်လို့ရှိရင်ညစ်ပေးသွားတတ်ပါတယ်။ဒီလိုမျိုးရေခဲချီအိတ်လေးတွေကကြတော့ဟိုတစ်ခါဗီဒီယိုလိုမျိုးတအိတ်လုံးရေစိမ်ပြီးတော့လျှော်လို့လည်းရတယ်။ဒါပေမဲ့သူက6ဖို့ဆိုလို့ရှိရင်နေပူထဲမှာပေါ့နော်3ရက်လောက်လန့်ရတယ်ပေါ့နော်။ဒီလိုမျိုးအဖြူရောင်နည်းနည်းပဲပါတဲ့ဟာလေးတွေကြတော့အဖြူရောင်ကြီးပဲကွက်ပြီးတော့လျှော်ခြင်းတဲ့အတွက်ကြောင့်မို့လို့ဆက်ပြားလေးကိုတပွတ်တအားလေးနဲ့ယူပြီးတော့အဲ့လိုမျိုးလေးရေလေးဆိုပြီးတော့ပုတ်ပေးပြီးတော့ရေကိုကွက်ပြီးတော့စေးတာမျိုးပေါ့နော်။အဲ့လိုမျိုးလုပ်ပြီးလို့ရှိရင်ပို့ပြီးတော့6တာလည်းတတ်တာတယ်အချိန်ကုန်လည်းတတ်တာပါတယ်။အဖြူရောင်မရွေးတာတော့ပို့ပြီးတော့ကောင်းတာပေါ့နော်။ဒါပေမဲ့လည်းအဖြူရောင်လေးတွေကချစ်ဖို့ကောင်းတဲ့အတွက်ကြောင့်မရွေးပဲလည်းမနေနိုင်ဘူးပေါ့နော်။တကယ်လို့ကိုကအဖြူရောင်ဖြစ်နေဆိုလို့ရှိရင်တရက်အပြင်သွားလို့ရှိရင်ဂယူးတစ်စိုက်လေးနဲ့လွယ်တဲ့အချိန်မှာပဲလွယ်ပြီးသွားလို့ရှိရင်ပလတ်စတစ်အိတ်လေးနဲ့ပဲဖြစ်ဖြစ်တေးချလေးလုံးအောင်ထုတ်ပို့ပြီးသိမ်းလို့ရှိရင်ပို့ပြီးအဆင်ပြေပါတယ်။ဒါကတော့2ရက်လောက်လွယ်ပြီးတော့ဖုံလေးနည်းနည်းတက်သွားတဲ့အိတ်မျိုးဖြစ်လို့မျိုးပြန်လျှော်ထားပါဒီအိတ်လေးတွေကစံပယ်ပြတဲ့အိတ်လေးတွေဖြစ်ပါတယ်။ရောင်းတဲ့အိတ်လေးတွေမဟုတ်ပါဘူး။ဒီအိတ်ပုံစံကိုကြည့်ပြီးတော့မှအော်ဒါမှာလို့ရပါတယ်ကြိုက်တဲ့အရောင်နဲ့ပေါ့နော်ဒါတော့အစပိုင်းမှာတီရှူးလေးနဲ့တုပ်ကြည့်ရတဲ့ခါကျတော့အမြုပ်တွေကထပ်ပြီးတော့ထားရတဲ့အတွက်ကြောင့်မို့အဆင်မပြေပါဘူးအဲဒါကြောင့်မို့ရေနဲ့ပဲနောက်ပိုင်းစီးပါတယ်ဒီလိုမျိုးပေါ့နော်ရေခွက်လေးနဲ့ပဲဖြစ်ဖြစ်စလုံးနဲ့ပဲဖြစ်ဖြစ်အဲ့နေရာလေးကိုပဲရေနဲ့ပတ်ပြီးတော့စီးပေးပါမယ်ပြီးရင်လက်နဲ့ဖွားဖွားလေးအဲ့လိုရေစင်အောင်လို့ညှစ်ပေးပါမယ်တက်နိုင်တဲ့လောက်လေးပေါ့နော်ဒီမှာတိတိတသားပြောင်းလဲသွားတဲ့ပုံလေးကိုပြမယ်နော်ဆေးပြီးတဲ့အပိုင်းကဖြူလေးဖြစ်သွားပြီးတော့မဆေးရသေးတဲ့အပိုင်းကညစ်ပေနေတာလေးတွေ့ရပါမယ်ဒီမှာဆိုရင်အပေါ်ဘက်ခြမ်းကဆေးပြီးသားပေါ့အောက်ဘက်ခြမ်းကမဆေးရသေးဘဲနဲ့နည်းနည်းညစ်ပေနေတဲ့ခြမ်းမှာ